င်္ဂလာပါကျွန်တော်ကတော့လီယိုပါကျွန်တော်ကရိုင်ယာရဲ့မောင်လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ flash လောက်နီးလေးပြောပြပါပဲဖြစ်ပါတယ် flash တောင်းဆိုထားတဲ့ flash လောက်နီးလေးကိုပြောပြပါဖြစ်ပါအရင်ဆုံးဘိုင်းရော ranger ဆိုတဲ့အင်ကြီးဒီအင်ကြီးလေးပေါ့နော်ညာလေးဝတ်ပေးရမယ်ဒါလေးဝတ်ပေးရမယ်ပြီးပါရင်အယောင်ကိုကြတော့အနီရောင်ပြောင်းမယ်ပြီးရင်ခဲကိုပြောင်းလိုက်မယ်ပြီးတော့ခဲကိုဘာဝတ်ပေးရမလဲဆိုတော့ဘာဝတ်ပေးရမလဲဆိုတော့ဒီအင်ကြီးလေးပေါ့နော်အဲ့ဒါလေးဝတ်ပေးမယ်အဲ့ဒါလေးဝတ်ပေးမယ်အဲ့ဒါလေးဝတ်ပြီးလို့ရှိရင်တော့ဂိမ်းနဲ့ဝင်မယ်ပေါ့နော်ဂိမ်းနဲ့ဝင်လိုက်မယ်โอเคဗီဒီယိုလေးမစခင်မှာ like and subscribe လေးလုပ်ခဲ့ပေးဦးနော် like and subscribe တွေကအရင်နည်းနေတော့ဗီဒီယိုအသစ်တွေဆက်လုပ်ဖို့အားမရှိတော့ဘူးပေါ့နော် like and subscribe လေးများများပေးကြပါလို့တောင်းဆိုချင်ပါတယ်ပြောရရင်ဘိုင်းကိုranger အင်ကြီးဝတ်ပေးပြီးသွားလို့ရှိရင်ရောင်ပြောင်းမယ်ပေါ့နော်ရောင်ကကြတော့ရောင်ကဒီဟာလေးကိုနှိပ်မယ်ပေါ့နော်အဲ့ဒါလေးကိုနှိပ်ပါနှိပ်ပြီးသွားလို့ရှိရင်ဒီအနီရောင်လေးကိုပြောင်းလိုက်နော်အနီရောင်နော်ဒါနော်အဲ့ဒါလေးကိုပြောင်းလိုက်ပြီးတော့နီးညူမဟုတ်ဘူးနော်အနီရောင်ကိုပြောင်းရမှာအဲ့ဒါပြောင်းပြီးတော့လို့ရှိရင်ထွက်လိုက်ပါထွက်ပြီးတော့ရင်ဝေစားလဲတဲ့နေရာကိုသွားပါအင်ကြီးလဲခိုင်းတာမဟုတ်ဘူးနော်ပြီးတော့ရင်မျက်မှန်တွေရှိတဲ့နေရာကိုသွားမယ်ပြီးရင်ဘယ်မျက်မှန်ကိုယူရမလဲဆိုဒီဥစ္စာလေးကိုယူပါအဲ့ဒါလေးကိုဝတ်လိုက်လို့ရှိရင်တော့ပေါ်မှာတော့မဟုတ်ပါဘူးတစ်ချက်ပဲနှိပ်ပါပြီးတော့လို့ရှိရင်ဒီတဲ့ဒီဥစ္စာလေးကိုနှိပ်လိုက်ပါဒီဟာလေးကိုနှိပ်ပါအဲ့ဒါလေးကိုနှိပ်မယ်ပြီးတော့လို့ရှိရင်အောက်ကိုဆွဲမယ်ဟိုဒီအောက်ကိုဆွဲမယ်ပြီးတော့ရုပ်စာကိုနှိပ်မယ်ဒီမှာဒါကိုနှိပ်မယ်အဲ့ဒါလေးကိုနှိပ်ပြီးတော့လို့ရှိရင်အရင်ဆုံးကိုယ့်ရဲ့မျက်မှန်ကဒီဘက်ဆွဲပေးရတယ်ပေါ့နော်ဟိုမှာမျက်မှန်ကသေးသေးလေးပဲရှိတယ်အဲ့လေးကိုကြီးလိုက်မယ်ပါမယ်ကြီးမယ်သွားရင်သူ့နေရာကိုပြန်ထားလိုက်မယ်သူ့နေရာမှာပြန်ထားလိုက်မယ်အဲ့ဒါကတော့သူ့ရဲ့အတောင်လားဘယ်လိုခေါ်ရမလဲအဲ့ဒါပေါ့နော်သူ့ရဲ့နာရွက်ကဥစ္စာလေးနာရွက်လားပါလားမသိဘူးအဲ့ဒါလေးပေါ့နော်ပြီးတော့လို့ရှင်စောင်းမယ်ပေါ့နော်အနောက်ပါဆိုရှိစောင်းโอเคစောင်းပြီးတော့ဒီဆိုတော့စောင်းပြီးပြီဆိုတော့အဲ့ဒါလေးရောင်ပြောင်းမယ်ပေါ့နော်အဲ့ဒါလေးရောင်ပြောင်းမယ်ပေါ့နော်ဒီ glass color ကိုနှိပ်လိုက်ပြီးဝါရောင်လေးဆိုရသွားပြီပြီးတော့ mask တက်ရမယ်ပေါ့နော်mask တက်မယ်ဒီဥစ္စာလေးပါအဲ့ mask ဆိုတဲ့ဥစ္စာလေးနှိပ်လိုက်ပါအဲ့လေးနှိပ်လိုက်ပြီးတော့လို့ရှင်ခုနကလိုပဲလုပ်မယ်အောက်ကိုဆွဲမယ်အဲ့ mask ဆိုတဲ့ဥစ္စာလေးကိုနှိပ်မယ်mask ဆိုတဲ့ဥစ္စာကိုနှိပ်မယ်ဒီဥစ္စာလေးပြီးတော့ရင်တော့အဲ့ဒါလေးကိုနှိပ်လို့ပြီးတော့ရင်တော့ခုနလိုပဲညဆုံးဒီဘေးကိုဆွဲပေးမယ်ပြီးတော့ရင်ရှင်ကြီးလိုက်ပါပြီးတော့ရှင်သူ့နေရာမှာသူပြန်ထားမယ်အဲ့ဒါလေးပဲကိုပဲ
လောက်ဆိုရပြီပေါ့နော်ကျိုးမပေါ်စေနဲ့ပေါ့နော်အဲ့လောက်ဆိုရပြီပြီးတော့ရှင်အပေါ်သွားမယ်ပြီးတော့ရင်mask ကာလာဆိုတဲ့ဥစ္စာကိုနှိပ်မယ်ပြီးတော့ရင်တော့ဒီအရောင်လေးကိုပြောင်းပေးရမှာလို့ဒီအရောင်လေးကိုပြောင်းပေးရပါမယ်အရောင်လေးအဲ့အရောင်လေးကိုပြောင်းပေးမယ်ဒီဟာလေးရပါပြီဒီအရောင်လေးမလိုက်ဘူးလားဒီအရောင်လေးပဲထားလိုက်တော့မယ်အဲ့အရောင်လေးပဲထားမယ်အဲ့ဒါဆိုရင်ရပြီပေါ့နော်ခဲအိမ်ကိုသွားမယ်ပြီးတော့ခဲပဲပြောင်းလိုက်မယ်ပြီးရင်ခဲကသူ့ကိုချီရမယ်ပေါ့နော်ချီတော့ချီတတ်မယ်လို့ထင်ပါတယ်ချီပြီးသွားလို့ရှိရင်ဒီအရှိနာလေးကိုသွားမယ်ပြီးသွားလို့ရှိရင်ဒီဥစ္စာလေးကိုနှိပ်မယ်ကြီးတဲ့ဥစ္စာဒါလေးဝိုင်းကိုခဏကိုကြီးပြဖို့ပြောပြထားကြီးပြဖို့ဒီ comment မှတ်ထားတဲ့လူတွေအတွက်ကြီးတဲ့နေလေးပြပြပါမယ်ဒီဥစ္စာလေးခုနကပြတဲ့ဥစ္စာလေးကိုနှိပ်တာဥစ္စာလေးကိုနှိပ်လိုက်ပါဘေးဘက်ဘယ်ဘက်ငါဘက်ကဥစ္စာလေးပေါ့နော်အဲ့ရလေးကိုနှိပ်လိုက်ပါပြီးသွားလို့ရှိရင်ဒီအပေါ်စာတန်းလေးပေါ်လာပြီဆိုလို့ရှိရင်ဘွိုင်းကိုချလိုက်မယ်ပြီးတော့ခဲကဒီဘေးကဘယ်ဘက်ကစမောဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်မယ်ပြီးတော့ဘိုင်းပြပြောင်းလိုက်မယ်ဘွိုင်းကိုခဲနဲ့ဝေးတဲ့နေရာသွားမယ်ပြီးတော့လို့ရှိရင်ဒီဥစ္စာလေးကိုနှိပ်မယ်ပေါ့နော်ဒီဥစ္စာလေးကိုနှိပ်ကြမယ်နှိပ်ပြီးတော့ဒါလေးကိုနှိပ်လေးကိုနှိပ်မလိုက်ပေါ့ဒါလေးနှိပ်ပြီးတော့လို့ရှိရင်ဒီဟာလေးကိုထပ်နှိပ်အဲ့ဒါမဟုတ်ဘူးမှားသွားလို့နော်အဲ့ဒါမဟုတ်ဒီဟာအဲ့စပ်တူတွန်းဆိုတဲ့ဥစ္စာလေးအဲ့လေးကိုနှိပ်ပြီးတော့အောက်ကိုဆွဲပြီးကြီးပေးမယ်အဲ့လေကိုခန္ဓာကိုယ်ရဲ့တော်တဲ့အနေထားထိကြီးပေးမယ်ရပြီဆိုလို့ရှိရင်ထားလိုက်မယ်ပြီးသွားလို့ရှိရင်ဒီဥစ္စာလေးကိုပြန်နှိပ်လိုက်အဲ့လေးပြန်နှိပ်လိုက်မယ်โอเคအဲ့လေးနှိပ်လိုက်ပြီးတော့အောက်ကိုဆွဲခန္ဓာကိုယ်ပြန်သိမ်းလိုက်လို့တလားဒီသိမ်းလိုက်ကဒါကြီးသေးတယ်ပြီးပါလေအဲ့ဒါဆက်ပြပြီးမယ်ဒီလေခဏလောက်ကိုရအောင်မသိโอเคပတ်ပြီပဲရပြီဆိုတော့အားလုံးမြောင်လေးနေတဲ့ flag ကိုရရှိတော့ပါပြီပြီးရလည်းမြန်သွားပြီဆိုရင်လည်းမြင်ရောက်တော့ပြီဒီရမယ်နော်အရင်ကားကိုရိုင်းလေးထိလိုက်တာနဲ့ကားလွင့်ထွက်သွားဟာဆိုင်ကယ်ရောပဲဟုတ်လားလွန်သွားမယ်ကားဆိုဟိုးဝက်ပြီးတော့မှလူတွေ့ပြီထိလိုက်ဝီးတော့ဝိုင်းတွေးမရောတဲ့နီးတော့မတီးသေးဘူးပေါ့နော်မလေးလာသေးဘူးဥစ္စာပါလဲလေးလာရဲဆိုတာ YouTube ကနေပြီးတော့ညလောက်တာလိုက်ကြည့်ပြီးလုပ်ပြတာမဟုတ်ဘူးပေါ့နော်ကိုကတကူလုပ်ကြည့်စမ်းကြည့်နဲ့တက်တာဖြစ်ပါတယ်အဲ့ဒါကို comment မှာလာမဲ့တဲ့လူတွေကလည်းYouTube ကသူများဗီဒီယိုကြည့်ပြီးတော့လုပ်တယ်ဆိုပြီးပြောတာအကြောင်းမို့လို့အဲ့ဒါလေးဖြည့်ရှင်းပေးရဖြစ်ပါတယ်ကိုကတကူပဲလိုက်ပြီးတော့လေးလာကြည့်နဲ့အမှကိုကလုံရင်းနဲ့လောက်တက်သွားတာပါနော်လောက်တက်သွားတာပါသူများရဲ့ဗီဒီယိုကြည့်ရလုံးဝမဟုတ်ပါဘူးသူများရဲ့ဗီဒီယိုကြည့်တာလည်းမဟုတ်တယ်လို့ကိုယ့်ဘက်တကူပဲလောက်တာဖြစ်ပါတယ်ပြီးသွားလို့ရှိရင်မှာကိုကြိုက်တဲ့ဥစ္စာကိုလိုက်ပြီးလုပ်လို့ရပါရခုစာကိုတက်မလားတွေးမရောအောင်လုပ်တဲ့နီးရောတော့မသိပါမဲ့ဒီနီးနဲ့လှုပ်လိုက်လို့ရှိရင်တွေးရောနှုံးကအရင်ကထပ်ပို့ပြီးတော့နေစေပါတယ်တွေးရောနှုံးအရင်ကထပ်ပို့ပြီးတော့နေစေပါတယ်ရခုစားဂိုင်းကိုဖြုတ်လို့ရှိရင်တွေးရနည်းနည်းလေးပဲရော့ပါတယ်ရခုစားဂိုင်းဆိုတာအနက်ရောင်ပြောတာပါအပန်းရောင်ဆိုလို့ရှိရင်တော့တွေးမရောတဲ့နီးနေမှာရမှာပဲဖြစ်ပါတယ်အားလုံးပဲတက်တာလိုက် subscribe လေးရောလုပ်ပေးခဲ့ကြပါအောင်ပြီးတော့VPN လေးဖွင့်ပြီးကြည့်ရှုပေးခြင်းအပြင်ပို့ပေးလို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်တတာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်